အားလုံးပဲမင်္ဂလာပါအင်းလိုက်ပိုင်ကြီးကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့ကတော့quality လေးတွေရဲ့ဒီတလော energy လေးတွေကိုဖတ်ပေးထားတယ်ပေါ့နော်ဒီလောမှာ quality လေးတွေကငွေကြီးအကြောင်းမလို့လောက်တာမှာပြင်ပန်းတာမျိုးလေးတွေရှိတယ်ရလာတဲ့ငွေကြီးပေါ်မှာတော့ကျဉ်းနှံ့မှုရှိပေမဲ့လည်းကိုယ်တိုင်ဟာမောပန်းနေတာမျိုးလေးတွေရှိတယ်အနားယူပါအေးရောပါအိပ်ပါပြီးလို့ရှိရင်ပွဲလန်းတဲ့ပင်လေးတွေသွားဖို့ရှိရပေါ့နော်ဒါလိုမျိုးလေးလည်းမြင်ပါတယ်ထားလိုက်ပါတော့ကိုကဝယ်တင်နေပါလေလုပ်မယ်ဆိုလို့ရှိရင်လည်းဒီလထဲမှာအဆင်ပြေတယ်လို့မြင်ပါတယ်ပြီးတော့လို့ရှိရင် Hyperius ကကြတော့သူကလောလောဆယ်အတွေးများနေတဲ့အရာတွေကိုကိုကအဖြိုမဲတဲခွဲရမျိုးလေးရှိမယ်ဆုံးဖြတ်ချက်ချရမယ့်အရာမျိုးလေးဆိုလို့ရှိရင်လည်းဒီအချိန်မှာကိုက stable ဖြစ်ပြီးတော့ဆုံးဖြတ်ချက်ချနိုင်တာမျိုးလေးလည်းမြင်ရတယ်ပေါ့နော်ဒါအတွက်ကြောင့်မလို့ congratulation မှာဆုံးဖြတ်ချက်ကိုရေဝံ့ချနိုင်ပါစေNine of Cups ဖြစ်တဲ့အတွက်ကြောင့်မလို့အချစ်ရေးမှာမတင်မကျဖြစ်နေတာလေးလည်းပို့ပြီးတော့အဆင်ပြေဖို့ရှိရဲ့လက်ဆောင်ရတာမျိုးလေးကိုချစ်သူထမ်းကနေလက်ဆောင်ရတာမျိုးလေးလည်းကြုံတတ်တယ်ပေါ့နော်အလုပ်အကိုင်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့အလုပ်အကိုင်တက်လေးတွေရောက်လာတာမျိုးလေးရှိတယ်ဒါပေမဲ့တခြားစဉ်းစားဆုံးဖြတ်ပါစိတ်လိုက်မှန်ပါမလုပ်ပါနဲ့တခြားစဉ်းစားဆုံးဖြတ်ပြီးမှလုပ်မယ်မလုပ်ဘူးဆုံးဖြတ်ပါနံပါတ်1ကဏ္ဍလေးကတော့ lucky number ပေါ့နော်ဒီတစ်ပတ်အတွက်ကတော့ lucky number နံပါတ်2လေးဖြစ်ပါတယ်2 3လုံး2 4လုံးလုံးမြင်နေဆိုလို့ရှိရင်ကိုဆုံးဖြတ်ချက်ချနေတာတွေမှန်တယ်လို့ရည်ညွှန်းနေပေါ့နော်ဒီရဲ့ guidance ကကြတော့ကိုဘာလုပ်နေလဲပေါ့နော်အခုလက်ရှိအချိန်မှာကိုဘာလုပ်နေလဲအဲ့ဒါကောင်းသောအရာတွေကိုလက်ခံဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ divine timing ကနေပြီးတော့ကိုဘာတွေပြနေလဲပြနေတဲ့အရာတွေပေါ်ပဲရေဝံ့နဲ့ရှေ့ဆက်လျှောက်ပါလို့မှာကြားထားပါတယ်မတွေ့ဝေနေပေါ့နော်ဒါလေးပါတော့ငှက်ကလေးပြန်လာတာလေးတွေ့တာတော့သူကတော့ universe ကတော့တောက်လျှောက်ပြနေတာပဲပေါ့နော်အဲ့ဒါတွေကိုမြင်တတ်အောင်ကြည်ပါပေါ့နော်အဲ့လိုမြင်တတ်ဖို့ကလည်းကိုယ်တိုင်က positive energy များရမယ်အတွေးမများရဘူးဒါမှသာပြလာတဲ့ guidance တွေကိုကိုကမြင်နိုင်မှာပေါ့နော်ဟုတ်ကဲ့ဒါကတော့ inner life by KK ဒါတော့ channel လေးရဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်အားလုံးလည်းကျန်းမာချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့သာတွေ့ဆုံနိုင်ကြပါစေရှင်